ဆိုဒီလောက်လေးနဲ့နားရလားဟာမထားရင်အသားပဲဗျာကျန်ရထားတာလေနားတော့ဘူးဗျာ sorry ကိုမပြောချင်ဘူးကိုမပြောချင်ဘူးဒါပေမဲ့ကိုပြောချင်တာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုမပြောချင်ဘူးဒီစကားငါကြောက်ပါလေမရင်းနေနေကိုကြောက်လားဟာညီမပြီးဟိုပုဂ္ဂိုလ်ကြီးပြောရတယ်ဂန်ဝင်မြောက်စကားပဲရောင်တက်တယ်ဗျာတောင်းပါဗျာတောင်းပါရှင်းလိုက်တာဘာလို့လဲတော့အဲ့ဘလူးလို့ထင်သူ့ဘလူးလို့ထင်လေသူကဘာဆိုင်ပိုင်တာလဲလက်ဆိုင်ပိုင်ရှင်မဲလားဘာဆိုင်မှမပိုင်ဘူးဟောဘာဆိုင်မှမပိုင်မဲနေတယ်ဗျာဆရာတို့လိုဆိုင်လို့ပဲဘလူးလို့မသိဘူးနော်ဟဲ့ဘာတခြားပြောနေတာလဲဆိုင်နဲ့မြင်းနဲ့ကုမ္ပဏီကိုပိုင်တာပြောတာဟောဆိုင်နဲ့မြင်းတာဆိုသူကဘယ်နဲ့မှဖွင့်တာလဲဟာတော့အရမ်းမြင်တော့မိပြန်ချောင်းချောင်းတယ်နော်မင်းတို့ကလည်းပိုက်တာလားဘာလဲပြောနေမှမသိဘူးကုမ္ပဏီအကြီးဆိုတာအကြီးဟာရီကိုပြောတာဟဲ့နာမည်က Lucky One တဲ့ကုမ္ပဏီစင်ကူကပြန်လာတော့မတိုက်လာဘူးကော်ဖီနန်လေးတောင်ရယူကိုရလေဒါကိုကြီးထွက်တယ်လေဟမ်ကိုကြီးကောင်းမို့လေဟုတ်ပြီကိုကြီးကောင်းမို့โอเคဒေရီဘယ်မှာလုပ်ချင်လဲဘန်ကောက်မှာလုပ်ချင်လားစင်ကာပူမှာလုပ်ချင်လားကိုကြီးကိုလည်းလက်ခဲ့ပါဘောအကြီးဆုံးစိတ်ကိုရွေးပေးမယ်လေအဲ့လိုထုတ်ပြောဖို့လိုလားဗျာခင်ဗျာကျွန်တော်ပြောခဲ့ဘူးလေကျွန်တော်ရဲ့အစွမ်းအစနဲ့ဘဝမှာရခဲ့ဘူးတာဘာရှိလဲခင်ဗျာကျွန်တော်မေးခဲ့ဘူးလားဟုတ်တယ်အခုကျွန်တော်ရဲ့အစွမ်းအစနဲ့ထိုက်တန်တဲ့ထင်တဲ့တန်ဖို့မဖြတ်နိုင်တဲ့နှလုံးသားတစ်စုံကျွန်တော်တောင်းခံဘူးထားလိပါဘောဒီဘိုင်းကိုဘာလို့ရမှာလဲဟာဒီတယ်လေးပါတော့ချစ်သွားကြပြီချစ်သွားပြီဟောခမရဖေးလာချစ်ဟာဆောင်းတော့ချစ်သွားလို့ပါဟာချစ်တယ်ငါ့ကိုမထူးတော့ပါဘူးဟောလူမှုရေးနားလည်ဖို့ဆိုတာတော့ခိုင်းကြည့်မှသိမှာဟုတ်ကဲ့ခိုင်းကြည့်ပါခင်ဗျာရုပ်ရည်တံပြန်မှုကတော့ငါမှမမီဘူးကွာဟာဟိုတေချာလေးကြည့်ပါဦးဗျာတေချာကြည့်လေပူဆိုးလေပဲဆက်ပြောရင်မင်းဝမ်းနေဖို့ပဲရှိတယ်အဲ့တော့အဲ့ကိစ္စထားလိုက်မင်းလှုပ်ချင်တယ်ဆိုရင်လစာ6000ပေးမယ်ဟာလောက်ဘောတူတယ်ဆိုရင်မင်းရဲ့နိုင်ငံသားကနိုင်ငံသားကဟာလူကလေးရောက်လာပြီဗျာကျွန်တော်ဖြစ်ကြောင်းထောက်ခံတဲ့ကပ်ပြလို့လားဗျာဟာဟဲ့ကောင်အဲစင်းတိုင်ရမယ်ကွာလိုတာပေါ့ဟမ်ကိုယ်နိုင်ငံမှာကိုနေရအဲစင်းတိုင်ပြီးနေရမယ်အေးကွာကဘာမှာတော့မရှိဘယ်ရှိမလဲဟဲ့ကောင်ဒါမြန်မာပြည်ကွာအဲစင်းတိုင်ရမယ်မှတ်ထားအောင်စီကန်းချက်တစ်ခုတော့ရှိတယ်နော်ဟုတ်ကဲ့မင်းအဲ့ဒီအဲစင်းနဲ့ရက်ကွက်ရုံးမှာ1500ဖုန်းသွားလျှောက်လို့မရဘူးဘာဖြစ်လို့လဲဗျာဟာငါလျှောက်တာတော့ဘူးတက်တိမရသေးရမင်းတယောက်တိုးလိုက်ငါပူဆိုးသွားမှာပေါ့ကွာမင်းဟုတ်ကဲ့ထောင်းကနေဖုန်းလည်းမလျှောက်ပါဘူးရက်ွက်ရုံရှိမှဖြတ်ကိုမလျှောက်ပါဘူးဗျာရှော့တော့တဲ့လာပြီဆိုသူတွေအားပြေးပြီသိချစဉ်းစားကြည့်ငါတို့အိုက်ကျူနဲ့ဘင်းတော့ကအဝဲကြီး၎င်းရင်းရှင်မယ်ဆိုလဲမင်းတို့မှာအဝဲမရှိငါတို့ရဲ့ဒီနာကချစ်ဖို့ပါတဲ့ဘေဘီမင်းလေးကြောက်တဲ့ဆိုပြီး
တော့အချင်းလာမနဲ့ဒီနေ့ကပဲဆိုပြီးတော့အမြင်လာတဲ့မောတော့တဲ့ဒီဆိုချစ်တဲ့ဘုလူတဲ့ချစ်ကိုနေလာတဲ့တော့ခိုင်တာနဲ့ခိုင်စစ်တာဖြတ် နေနေကိုပြည့်နေမပြင်းနေကိုလက်လက်ပြင်းရွှေဘိုးလူကိုတက်နေတယ် ဟမ်ဘာလို့ရွှေဘုံလူအတန်းနေရ အဲ့မဟုတ်ကိုရွှေဘိုးလူကနှုတ်ဆက်ရင်းလို့ပြောတာဟုတ်တယ်ပါတော့တယ် အရှင်နာတာကအထက်အ Yes တဲ့ကောအမမင်းကိုမင်းလွတ်တော်ကိုယ်လည်းပဲအောင်းမနေတာဟမ်ဘာလို့မစပိနေလဲ ဟာမသိတော့ဘူးကွာမင်းတို့က yes လား yes လားငါလည်းမသိတော့အဲ့ဒီမူကိုမင်းတို့အတိရေးဆွဲမှလားပြင်မှလားမင်းတို့အတိဖြစ်မှပဲငင်းချမ်းရေးလာတော့အခုတော့မယုံဘူးနော်ဘိုက်စားခမင်းသွားစားတယ် ဟာရက်စတယ်မယုံဘူးတဲ့ဖေဘယ်လိုလုပ်လဲဟိုအစ်စ်ပြန်ဆွဲရကောင်းမလား ဟာလမ်းတော့ကောင်းတယ် အော်လမ်းမကောင်းလမ်းတွေကကောင်းတယ် လမ်းတကမင်းကားပေါက်တယ် ကားမောင်းမှာဟိုမင်းလက်တွေကနည်းနည်းလိမ်နေတာ မင်းရတယ်ကွာ ဟိုအစ်စ်ပြန်ဆွဲတော့ မင်းရတယ်မင်းတို့ညင်းခုန်တယ်တော့အချိန်ကြာနေပြီကွာ အချိန်ကြောင်ငင်းခုပြီးတယ်ဒါတယ်လား တော်ကြတော့စကားတွေကဟိုဘက်ရောက်နေကိုက ဘာလို့လဲ တောင်းစားဘူး ဖေတောင်းစား ဟာမဟုတ်ဘူးလူကြီးကြောင့်ပြောတာနဲ့တောင်းစားနေရောထမင်းခိုးစားမယ်ပြောတာပေါ်တော့ဟုတ်တယ်ဘယ်လိုလဲပါ